မင်္ဂလာပါဒီနေ့အိမ်မှာဧည့်သည်ဆောင်နေပါတယ်ရုံပရက်ဆိုတော့ကြတော့လေဧည့်သည်ဆောင်နေတော့ကြတော့ဆိုဒီဟင်းလေးတွေချက်ဖြစ်တယ်ပေါ့နော်ချက်ဖြစ်တဲ့ဟင်းလေးကိုလာပြီးတော့မျှော်ပေးရဖြစ်ပါတယ်အရလက်စားလို့ကောင်းပါတယ်အိမ်ဆောင်နေတော့ငဖက်လုံးတီးစုံဟင်းညိုလေးချက်မယ်ပေါ့နော်အဲ့အတွက်ကိုကြတော့ဆိုတော့ကျွတ်သွန်ဖြူချင်းနက်နက်ပဲအယူလေးတွေကိုပေါ့နော်ဆိုတော့ရေစိုးလိုက်ထားလိုက်မယ်ဖွက်ပြီးဆိုတာနဲ့ငဖယ်လေးတွေပေါ့နော်အရသာနေပြီးတော့အနေတော့အလုံးလေးတွေထည့်မယ်အဲ့ဒါလေးတွေအပေါ်ပေါ်လာပြီဆိုလို့ရှိရင်ဆိုတော့ကိုစားခြင်းတဲ့အရွက်တွေကိုထည့်ပေးမှဖြစ်ပါတယ်ဆိုတော့ဒီမဲ့မုံညင်းရွက်ပေါ့နော်ပြီးတော့ကြတော့မိုးရဲ့အမိုးရဲ့ထည့်ထားပါတယ်ရတာတော့ကိုကြတော့ဟင်းခမုံစားပဲငပြားရေးထည့်ထားပါတယ်ပေါ့နော်ဒါလေးတွေတစ်ပတ်ဆိုနှစ်ပတ်ဆိုလောက်ရှိပြီဆိုလို့ရှိရင်တော့ဆူတုံရုပ်ကောင်းလေးရဲ့ချက်သွန်မိတ်လေးရဲ့နနပင်လေးရဲ့အုပ်လိုက်ပြီဆိုလို့ရှိရင်တော့ရန်ကုန်မှာရတာရှိတဲ့ငဖေလုံးတီးစုံထောက်ဆန်းလေးရပြီပဲဖြစ်ပါတယ်တော်တော်လေးလက်စားလို့ကောင်းတယ်ပေါ့နော်ဒီသူကလေငဖယ်လုံးကလည်းချိုးတယ်အသီးရွက်တွေကလည်းချိုးတယ်ဆိုတော့ကြာလေးလုံးဝမိုက်တယ်ပေါ့နော်နောက်ထပ်တစ်မျိုးကကြတော့ဒီငဖယ်လုံးဟင်းချိုနဲ့လုံဝကိုမှလိုက်ဖက်တယ်ပစွန်တုတ်ဂျာဟန်တိုးလေးတုတ်ပြပေးမှဖြစ်ပါတယ်ဒါလေးကိုလည်းခြိုက်တဲ့သူတွေလိုက်ပြီးတော့တုတ်စားလို့ရပါတယ်တော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်တော့ပို့သွားဆိုလို့ရှိရင်ပစွန်တုတ်လေးကိုဆိုတော့တေချာလေးပြုတ်ထားပေးမယ်တေချာရေစက်တန်ပြုတ်ထားပေးမယ်ပြုတ်ထားပြီးပြီဆိုလို့ရှိရင်ဆိုတော့ဒေဟိုတစ်လုံးထဲမှာပေါ့နော်ကျွတ်သွန်နီငုတ်သီးစိမ်းကျွတ်သွန်ဖြူလေးကိုထည့်ပြီးတော့လော်မယ်ပေါ့နော်မွေးလာအထိလော်ပေးမယ်လော်ပြီးပြီဆိုလို့ရှိရင်ဆိုတော့ငပီစိမ်းစားလေးကိုတခါတည်းဖုတ်လိုက်ပါမယ်ရွာမှာဆိုလို့ရှိရင်တော့အဆင်ပြေတာပေါ့နော်ရောဆောင်နဲ့ဖုတ်လို့ရတယ်ဒီမှာကျတော့မရှိရတဲ့အတွက်ဒေဟိုနဲ့ပဲလော်ရတာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီကောင်လုံးရောသမမွေးတော့အောင်ထောင်းလိုက်ပါမယ်ထောင်းပြီးပြီကောင်လုံးညက်ပြီဆိုလို့ရှိရင်ဆိုတော့ရှင်နွေးလေးနဲ့ထည့်မယ်တမယာသီးရတော့ကိုလိုတလောက်အချင်းထည့်မယ်ပြီးပြီဆိုလို့ရှိရင်တော့ခုနကပြုတ်ထားတဲ့ပစုံလေးထည့်ပြီးတော့ရောသမမွေးလိုက်ပြီဆိုလို့ရှိရင်တော့အရန်ကိုရတာရှိတဲ့ပစုံရခိုင်တုံးလေးရပြီးအဲ့ဒါလေးကိုအတော်မျိုးဆောင်လေးနဲ့ခုနတောက်စားလေးနဲ့စားမယ်ပေါ့နော်ရန်ကိုမစားလို့ကောင်းပါတယ်လက်ပြီးတော့ချက်စားကြည့်ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်